မိန်းကလေးဟာအစားတောက်ပိုတိုင်းဖောက်တယ်တွေရဲ့ရှေ့မှာအပေါ်ဝစ်အင်ဂျီတစ်ထည်ကိုချွတ်ချွတ်ထားလေးရှိပါတယ်။အဲဒီနောက်သူမဟာအလုံးနှစ်ခုကနေပတ်စံရအောင်ပါဆယ်ပို့တဲ့အလုပ်ကိုပါပြောင်းလုပ်ခဲ့ပါတယ်။တကယ်တော့အဲ့ဒီမိန်းကလေးဟာဘဝကိုအကောင်းမြင်စိတ်ရှိပြီးအရန်စူးစမ်းတဲ့သူတစ်ယောက်ပါ။သူမဟာကိုယ်ပိုင်အားထုတ်မှုနဲ့ပတ်စံရှာချင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဓာတ်လေကားပြက်နေတာကြောင့်သူမဟာအစားတောက်အော်ဒါ10ခုထက်မကကို20ထက်အထိတည်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူမဟာအမျိုးသမီးဖောက်တယ်တစ်ယောက်ရဲ့အခန်းထဲမှာတင်ပင်ပန်းလွန်းလို့လဲကျသွားပါတော့တယ်။သူမပြန်နိုးလာတဲ့အချိန်မှာတော့ပို့ဆောင်ရမယ့်အော်ဒါတွေအားလုံးဟာနောက်ကျသွားပြီလို့သတ်မှတ်ခြင်းခံလိုက်ရပါတယ်။တလားလုံးအလကားလုပ်ခဲ့ရပြီဆိုပြီးနောက်တရနေတဲ့အချိန်မှာပဲထိုအမျိုးသမီးဖောက်တယ်ကသူမရဲ့ချမ်းသာတဲ့ဝမ်းကွဲမောင်လေးအတွက်အဖော်တစ်ယောက်ရှာနေတဲ့အကြောင်းပြောနေတာကိုမတော်စကြားလိုက်ရပါတယ်။လစာဒေါ်လာ50သူညတောင်ပေးပေမဲ့ဘယ်သူမှအဲ့ဒီအလုပ်ကိုမလုပ်ချင်ကြပါဘူး။မိန်းကလေးကတော့သူမအဲ့ဒီအလုပ်ကိုလုပ်ပါမယ်လို့ချက်ချင်းပြောလိုက်ပါတယ်။တကယ်တော့အဲ့ဒီအမျိုးသမီးဖောက်တယ်ကသူမရဲ့ဝမ်းကွဲမောင်လေးအတွက်ဇနီးလောင်းရှာနေတာမှန်မိန်းကလေးမသိခဲ့ပါဘူး။အဲ့ဒီလိုနဲ့ပဲမိန်းကလေးဟာအင်တာဗျူးဖြေဖို့ဗီလာအင်ကြီးစီရောက်လာခဲ့ပါတယ်။လာလျှောက်တဲ့သူကသူမတယောက်တည်းမဟုတ်မှန်းသိလိုက်ရပေမဲ့ရိုးရိုးရှင်းရှင်းဝစ်စင်လာတာကတော့သူမတယောက်တည်းပါပဲ။မကြခင်မှာတခြားအမျိုးသမီးတွေအင်တာဗျူးဝင်ဖြေကြပေမဲ့အမျိုးသားကတော့အားလုံးကိုမောင်းထုတ်လိုက်ပါတယ်။နောက်ဆုံးမှာမိန်းကလေးအလှည့်ရောက်လာတဲ့အခါအမျိုးသားရဲ့မိထွေးဖြစ်သူကရုတ်တရက်ဝင်လာပါတယ်။အမျိုးသားကမိန်းကလေးကိုဒီမိထွေးကိုအခုချက်ချင်းမောင်းထုတ်နိုင်ရင်မင်းကိုအလုပ်ခန့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတာနဲ့မိန်းကလေးကပိုးသက်ဆေးဘူးတစ်ခုကိုထုတ်ပြီးမိထွေးဖြစ်သူကိုလှမ်းဖြန့်လိုက်ပါတော့တယ်။သူမရဲ့အပြုအမူကြောင့်အမျိုးသားဟာလုံးဝကိုအံ့ဩသွားခဲ့ရပါတယ်